ငါးမန်းတစ်ကောင်ကပင်ပန်းကြီးစွာနဲ့ရှေ့ကိုတိုးနေရချိန်မှာငါးမန်းရဲ့နောက်မှာခိုးပြီးတော့ခိုးစီးနေတဲ့လူတစ်ယောက်တော့မြင်ရမှာပါဒီလိုခိုးစီးတာကိုတောင်တီးခံပေးထားတဲ့ဒီတတဝါကတော့လင်မွန်ရှောက်တစ်ကောင်ဖြစ်ပြီးပင်လယ်ပြင်ရဲ့ခွေးလေးလိုလည်းလူသိများပါတယ်တကယ်လို့မင်းကသွားကြီးတွေဖြီးပြီးရဲပြနေတဲ့ဒီငါးမန်းနဲ့တွေ့ရင်ကျေးဇူးပြုပြီးမထိတ်လန့်ပါနဲ့သူကမင်းကိုစားဖို့လာတာမဟုတ်ပါဘူးသူ့ကောင်းလေးကိုပို့ပေးစေချင်လို့ပါဘာလို့လဲဆိုတော့သူ့ကောင်းမှာအာယုံခံကြောတွေအများကြီးရှိနေလို့အตาအရာပို့ပေးတာကိုခံရရင်သူတို့အရန်ကိုစိတ်အေးလက်အေးဖြစ်ပြီးပျော်ရွှင်ကြပါတယ်ခွေးလေးတွေဟာလူတွေရဲ့အယူအယကိုကြိုက်တယ်လို့မျိုးပေါ့သူကမင်းစီကိုကူးလာတာဟာမင်းကိုတားကောင်လို့တတ်မှတ်လို့မဟုတ်ပဲမင်းကိုသူ့ရဲ့ကိုယ်ပိုင်မဆက်စော်လေးတယောက်လိုမြင်နေတာပါဒါအပြင်ဒီပင်လယ်ခွေးလေးတွေကအရန်လဲအတိညာရှိကြပါတယ်တကယ်လို့သူ့ပါဆက်မှာငါးများချိတ်ညှိနေရင်သူကရေငုပ်သမားတွေစီလာပြီးအကူအညီတောင်းတတ်ပါတယ်ရေငုပ်သမားကငါးများချိတ်ကိုဖယ်ရှားပေးပြီးရင်သူကရေငုပ်သမားကိုကျေးဇူးတင်ကြောင်းတောင်ဖော်ပြတတ်ပါသေးတယ် Thank you လင်မွန်ရှက်လို့အမည်တွင်ရတာဟာစားလိုက်ရင်ချင်းချင်းချိုချိုအရသာရှိလို့မဟုတ်ပါဘူးသူ့ရဲ့အရေးပြားအယောင်ကတံပရာသီးလီမွန်လိုအဝါရောင်တန်းနေလို့ပါတစ်ချိန်တည်းမှာပဲသူဟာကဘာပေါ်မှာအကြမ်းတမ်းဆုံးငါးမန်းမျိုးစိတ်တွေကတစ်ခုလည်းဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့နာမည်ဆိုးကြောင့်တော့မကြောက်လိုက်ပါနဲ့တကယ်တော့သူတို့ကလူသားတွေပေါ်မှာမယုံနိုင်တော့အောင်ဖော်ရွေကြပါတယ်အခုထိလူကိုဒဏ်ရာရစေတဲ့သတင်းမျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူးစိတ်ဝင်စားဖို့ကောင်းတာကဒီငါးမန်းတွေမှာဘတ်ဂျက်တစ်ခုရှိပါတယ်တကယ်လို့သူကမင်းကိုတိုက်ခိုက်မှာတကယ်ကြောက်တယ်ဆိုရင်သူ့ကိုပက်လက်လန်ပစ်လိုက်လို့ရပါတယ်အဲ့ဒီအခါသူကအတင်းအကျပ်ငြိမ်သက်သွားတဲ့အခြေအနေကိုရောက်သွားပြီးသတိမေ့သွားတယ်လို့မျိုးဖြစ်သွားပါလိမ့်မယ်ဒါကတော့သူ့အုံနောက်ကနေစီရိုတိုနင်ဓာတ်တွေအလွန်အကျွံထွက်လာပြီးပြောင်းပြန်ဖြစ်သွားတဲ့အမြင်အာရုံကိုပြန်လဲထိန်းညှိဖို့ကြိုးစားနေတာကြောင့်ဖြစ်ပါတယ်တင်းမောပေါ်မှာမစင်ပဲပိတ်ကပ်ပြီးအစားတောက်တွေကိုတဝကြီးစားနေတဲ့သူကအလကားဝင်စားနေတာမဟုတ်ပါဘူးသူကတော့မင်းအောင်ငါကောင်းကိုပုတ်ပြီးပြီပဲအစာတနက်လောက်ကျွေးတာတော့မလွန်ပါဘူးနော်လို့တွေးနေတာပါ ဟေးလူတွေနေပါအောင်ဟာငါမဝသေးဘူးလေကွာ